ထိုင်းရီတောက်နေတဲ့ဗီဒီယိုဖိုင်ကို line ပေါ်ကိုတင်ခဲ့တာကြောင့်ဝေဖန်တစ်တင်မှုတွေခံနေရပါတယ်ထိုင်းရီအိုးနဲ့ရဟန်းနဲ့ဆိုတာတားစာတာတဲ့တဲ့အရာမျိုးမဟုတ်ပါဘူးဖျားသားတော်ရဟန်းတွေကသေသေးရဲ့ကိုတောက်စားခြင်းမပြုတ်ပါဘူးဆိုတာဒူတိုင်းနဲ့သိမှာပါဒီအခုထိုင်းရီကလည်းသေသေးရဲ့အမျိုးသားတွေမှာပါတယ်ဆိုရင်အခုတောက်နေတဲ့ထိုင်းရီကတော့သေသေးရဲ့အမျိုးသားမဟုတ်ပါဘူးထမ်းပင်ကကြလာတိုင်းထိုင်းရီဆိုတိုင်းသေသေးရဲ့လို့သတ်မှတ်လို့မရဘူးလေနော်ထမ်းပင်ကကြလာတယ်မနက်စောပိုင်းကြရှိတဲ့ထိုင်းရီဆိုလို့ရှိရင်နေမကျော်သေးတဲ့ထိုင်းရီဒါအကျော်ရမကတောက်เสียမျိုးစားပါပဲခလေးပဲတောက်လူကြီးပဲတောက်လူတိုင်းတောက်လို့ရတယ်ရဟန်းတန်ခါကြီးလည်းတောက်လို့ရတယ်ဒါပေမဲ့လို့ဒီနေကျော်ဝါခဲ့ရင်တော့ဒါဟာအရက်သေးစာမျိုးစားတဲ့ကိုပါဝိုင်းပေါ့နော်ဒါပေမဲ့အခုဖုံဖုံတောက်နေတာကလည်းဒါကြည်လင်နေတာဆိုတော့ထန်းချိုကြီးဖြစ်ဖို့များပါတယ်တို့ပါတော့လေဖုံဖုံရဲ့ဒီသင်္ကန်းရှိနေပြီးတော့ထိုင်းရီအိုးကြီးကိုချပြီးတော့တောက်နေတဲ့ဗီဒီယိုဖိုင်ကြီးက live ပေါ်တက်လာတဲ့အခါမှာရဟန်းနဲ့ထိုင်းရီလုံးဝမသားစတာမတည့်တဲ့အတွက်လူတွေကအမြင်မကြည့်ဘဲနဲ့ဝေဖန်တစ်တင်မှုတွေရှိနေတာပေါ့နော်တကယ်တမ်းငါတောက်မယ်ဆိုတောက်လို့ရတယ်ထန်းချိုရီပေါ့နော်တောက်မယ်ဆိုတောက်လို့ရတယ်ကျမ်းမာကြီးအတွက်လည်းကောင်းတယ်စီးရွှင်စေတဲ့ဒီဝမ်းကောင်းစေတယ်ပေါ့နော်လူတွေအတွက်ကျမ်းမာကြီးလည်းကောင်းမွန်စေတယ်ဒါပေမဲ့အခုလိုဗီဒီယိုမတိုင်းတင်ပြီးတော့ live ပေါ်တင်တာကြီးကြတော့လူတွေရဲ့အမြင်တမျိုးကြီးဖြစ်စေတယ်လို့ပဲထင်ပါတယ်မိတ်ဆွေတို့ရဲ့အတွင်းနေနေရှိလို့ရှိရင်လည်း comment မှာဆွေးနွေးနေခွင့်သွားကြပါအောင်ဆုံးဖြတ်လိုက်ပါရှုပ်ပေးတာထူးပဲကျေးဇူးတင်ပါတယ်